AI နေမှာခံစားတတ်တဲ့နှလုံးသားမရှိဘူးဗျာအဲ့ဒီခံစားတတ်တဲ့နှလုံးသားမရှိရဲ့ AI နဲ့ထုတ်ပေးလိုက်တဲ့သချင်းတွေကိုလိုက်ပြီးတော့ကြိုက်နေတယ်ခင်ဗျားတို့ကပို့ပြီးတော့ခံစားချက်မရှိတဲ့သူတွေအခု AI သချင်းနဲ့မိုးနဲ့မြေလောက်ကွာတဲ့သချင်းတစ်ပုဒ်ခင်ဗျားတို့လိုက်ပြီးခံစားကြည့်ကျွန်တော်ဖွင့်ပြမယ်ညာဝနဲ့ထတော့ပြီးမှပြင်မလာနဲ့ဒီတစ်ခါပဲနာကျင်ရတဲ့အကူရဲ့အဲ့ဒီနာကျင်ရတဲ့အကူရဲ့ဆိုတဲ့နေရာတော်တော်ဆူရခက်တယ်နော်လှည့်ပြီးတော့ဆူရတာရမ်းကောင်းတယ်ရမ်းပါဖတ်ဖြစ်လုံးတယ်ကျွန်တော်စိတ်ထဲမှာအန်တီဒေါ်မာမာအေးဆိုတဲ့ဆိုပေါက်အတိုင်းဆိုသွားလို့ထင်တယ်ဆန္ဒထောင်ကြည့်အောင်လုံးလာနာလိုက်ခဲ့မိရဲ့အမိုင်မလေးပါကွယ်အရွှေငယ်အလွမ်းနဲ့မဆန်လို့ပဲတရားရည်ပြည့်နေမှထဲမလွန်မှုလို့တင်ထားလေနေရီကကြလာရဲ့မျိုးတော်မီးလိုက်နေဆိုရှင်မထဲကနာရဲ့ဘဝမှာတယောက်ထဲချစ်တယ်ခဏတာလာရဲ့အဲ့လေပြန်မယ်လို့မပြောပေမဲ့ရှင်နေမှတည်ရဲ့ဝေဒနာလေးတွေပြီးထားရဲ့သူရဲ့ချီယာရီဖြောင်းလို့ထားရဲ့တချင်းတစ်ပုတ်ကောင်းမှုက AI လူကြီးတွေအမြင်ကြီးဆိုနေမှာတချင်းကကောင်းတာမဟုတ်ဘူးအခုတချင်းဆိုလို့ရှိရင်တချင်းလေးကအေးအေးလေးနဲ့ပဲဆိုသွားတာအရန်ပါဖက်ဖြစ်တယ်တချင်းလေးကိုရှိုက်ပြီးလှည့်ဆိုသွားတယ်အရန်ကောင်းတယ်သမီးလေးဒီထက်မကအောင်မြင်ပါစေ